ဒီနေ့မှာတော့2025ခုနှစ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး luxury electric sedan တစ်စီးဖြစ်တဲ့ BYD Yang 1 U7 အကြောင်းကိုတင်ဆက်ပေးသွားမှာပါမြင်းကောင်ရည်1300ကျော်အားရှိပြီးခေတ်ရှိပြီးနီးပညာတွေနဲ့ပြည့်နှက်နေတဲ့ဒီကားကဥရောပကနာမည်ကြီး sedan ကားတွေကိုတကယ်ပဲရှင်နိုင်ပါလားအတူတူကြည့်လိုက်ကြရအောင်ဗျ Yang 1ဆိုတာကတော့ BYD ရဲ့အစင်းမြင့်ဆုံး high-end brand ဖြစ်ပါတယ်ဒီ U7 ကတော့သူတို့ရဲ့ flagship sedan ကြီးတော့ထူးခြားတာကသူက pure electric EV တာမက plug-in hybrid PHEV အနေနဲ့ပါရနိုင်ပါတယ်ဒီကားကိုဒီဇိုင်းထုတ်ထားတာက Mercedes S-Class တို့ BMW i7 တို့လိုကားမျိုးတွေကိုတိုက်ရိုက်ရှင်ကြိုင်ဖို့ထစ်ပြီးတရုတ်နိုင်ငံရဲ့နီးပညာအဆင့်တန်းကိုကမ္ဘာကသိအောင်ပြသလိုက်တဲ့ကားတစ်စီးလို့လည်းဆိုနိုင်ပါတယ်ခင်ဗျာစွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင်တော့တကယ်ကိုအမှန်ခံပါပဲဘိန်းတဘိန်းချင်းစီရဲ့ကမော်တာတစ်လုံးစီစုစုပေါင်း quad motor စနစ်ကိုသုံးထားပါတယ်စုစုပေါင်းမြင်းကောင်းရဲ့အားသာ1300ကျော်အထိထွက်ရှိပြီး0 to 100ကို1.9 second အတွင်းမှာပဲအရောက်မောင်းနေနိုင်မှာပါအမြင့်ဆုံးအမြတ်နှုန်းကတော့တနာရီကို280ကီလိုမီတာအထိရှိပါတယ်ဒါက sedan ကားတစ်စီးအတွက်တော့ super car level performance လို့ပြောရမှာပါပဲဒီပညာပိုင်းမှာလည်းစမ်းသစ်မှုတွေအများကြီးပါဝင်ပါတယ်အဓိကကတော့ဒီ suspense Z active suspension စနစ်ပါသူကလမ်းပေါ်ကအဖို့အထစ်တွေကို10 mm အထိတိကျအောင်ချိန်ညှိပေးနိုင်လို့လေးပေါ်မှာပြန့်နေတယ်လို့မျိုးညှိညောင်တဲ့ခံစားမှုကိုပေးပါလိမ့်မယ်နောက်ပြီး God's Eye လို့ခေါ်တဲ့ ADAS စနစ်လည်းပါဝင်ပါတယ် LiDAR နဲ့ camera တွေအများကြီးသုံးထားလို့အလိုအလျောက်မောင်းနေတဲ့စနစ် autonomous driving မှာတကယ်ကိုထိပ်တန်းအဆင့်ဖြစ်ပါတယ်အတွင်းပိုင်းအပြင်စင်ကတော့ premium lender တွေနဲ့ပြုလုပ်ထားတဲ့ massage seat တွေနောက်ခန်းခရီးတွေအတွက်ဒီတန် entertainment screen တွေပါဝင်ပါတယ်၄ယောက်စီ 4-seater version မှာဆိုရင်တော့အနောက်ခန်းမှာစက်တဲ့အားလုံးကိုထိန်းချုပ်လို့ရတဲ့ touch screen နဲ့ dining table လေးတွေပါဝင်လို့အလုပ်ကိစ္စပဲပြောအနားပဲယူတကယ်ကိုအဆင့်အတန်းမြင့်လာပါတယ် range ပိုင်းမှာ EV version က CLTC standard အရာကီလို920ကျော်အထိသွားနိုင်ပါတယ် PHEV version ဆိုရင်တော့ C နဲ့လက်စစ်ပေါင်းလိုက်ရင်ကီလို1000အထိသွားနိုင်မှာပါနောက်ပြီး900ကီလိုဝက်အထိအားသွင်းလုံးနဲ့အမြန်သွင်းလို့ရတာမလို့မိနစ်20အတွင်းမှာ30ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းအထိအားသွင်းနိုင်တာကတကယ်ကိုအားသာချက်ပါပဲ Yang 1 U7 မှာအထူးခြားဆုံးအနေနဲ့ကမ္ဘာပထမဆုံး DSUS Z fully electric suspension ကိုသုံးထားပါတယ်သူကပုံမှန်ကားတွေလို Z ဒါမှမဟုတ်လေကိုမသုံးဘဲလက်စစ်မော်တာတွေနဲ့တိုက်ရိုက်ထိန်းချုပ်ထားပါ10 millisecond အတွင်းမှာတင်လမ်းအခြေအနေကိုတုံ့ပြန်နိုင်လို့လေပေါ်မှာပြန့်နေတယ်လို့မျိုးကိုအစွမ်းကုန်နှင်းညောင်းစေပါတယ်နောက်ပြီးတော့အရန်အဆင့်မြင့်ပြီးထူးခြားတဲ့အချက်ရှိပါသေးတယ် suspension ကလမ်းတုံခါမှုကြောင့်လှုပ်ရှားရတဲ့အခါဖြစ်ပေါ်လာတဲ့စွမ်းအင်ကိုလျှက်စစ်စွမ်းအင်အဖြစ်ပြန်ပြောင်းပြီးဘက်ထရီထဲကိုအားပြန်သွင်းပေးနိုင်တဲ့ energy recuperation နည်းပညာပါဝင်ပါတယ်အချုပ်ပြောရရင်တော့ BYD Yang 1 U7 ဟာကမ္ဘာအဆင့်မီ luxury EV လောကမှာတရုတ်နိုင်ငံရဲ့ခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်မြင်းကောင်ရေးအားထောင်ထောင်ရံနဲ့ဒီလောက်နည်းပညာမြင့်တဲ့ကားကိုမိတ်ဆွေလို့ကောဘလို့မြင်ကြလဲဗျာတကယ်လို့ဝယ်ယူဖို့အခွင့်အရေးရှိမယ်ဆိုရင်တော့ရွေးချယ်ဖြစ်မလား comment မှာရေးပေးသွားကြပါဦးအခုလို့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ